အတွက်သားရေးသမီးရေးစီးပွားရေးလူမှုရေးနိုင်ငံရေးအလုပ်ရှိလားမရှိဘူးအဲ့ဒါလုပ်ရင်လည်းဒါယဟန်မဟုတ်ဘူးရှင်းလားယဟန်အလုပ်ကဒီနှစ်ခုပဲရှိတယ်ရှင်းတော့ခင်ဗျားတို့မှာတော့သားရေးသမီးရေးစီးပွားရေးနိုင်ငံရေးမလုပ်လို့မရဘူးလုပ်ကိုလုပ်ရမယ်နိုင်ငံရေးကလည်းခင်ဗျားတို့အရေးပဲတချို့ကကိုတမင်းကိုစားမလေးကိုကကိုရှာစားတာသူကသူဘသူအုပ်ချုပ်တယ်ကိုနှိမ့်ဆက်မဲ့လူအုပ်ချုပ်နေတော့ဗာတတ်နိုင်သေးတော့လမ်းတောင်ဖြောင်းဖြောင်းသွားလို့မရဘူး12လက်မတပိတ်3ပိတ်တကိတ်ဟိုနာတားပြန်ပြီဘာအတွက်တောင်းပန်းကိုမသိဘူးတရောင်းစားတိုင်းပြီရှင်းလားအမြင်းကိုကတ်နေပြီဟိုနာပိတ်ထားဒီနာပိတ်ထားသူ့တပ်ပေါက်ဆိုလဲပိတ်အကုန်လုံးလူခွင့်ရေးစော်ကားခံနေရကိုလမ်းကိုဖြောင်းဖြောင်းမသွားဘူးဟိုချောင်းချဒီချောင်းချဟာဘာလို့နေမှမသိဘူးပြီးတော့အများပြည်သူလုံခြုံရေးအတွက်စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲတယ်လို့မတရားသဖြင့်အနိုင်ကျင့်ခံနေရတယ်ဘယ်သူအုပ်ချုပ်ပြီးရောလို့လုပ်လို့ရမလားအဲ့ဒါဘာမဲ့နေလို့လဲပညာမဲ့နေလို့အရာကလေးရဲ့တော့ပါလားငါလည်းအောင့်နေရတာကြာမနေနိုင်ဘူးလွတ်လပ်ရေးမရသေးလို့ဆိုပြီးစောင့်နေတာကတော်တော်ကြာတယ်ဒီ3လစောင့်ရတာတော့ပါတယ်နော်ကြည်ရောကျင်တတ်သလားနောက်ဘဝနောက်ကိုခံဒီဘဝဒီကိုဆန်မတတ်နိုင်မလဲမလိန်စားလို့မှမရတာလိန်မခိုးရင်စားလို့မှမလောက်တာခိုးတိုင်းပြည်လုံးခိုးစားလိန်စားတောင်းစားလူစားတမန်အာဇီဝနဲ့နေတဲ့လူအတော်ရှားသွားပြီအဲ့ဒါဘာမမြင်လို့လဲတရားမမြင်မလို့ဖျားလဲကွယ်အခုတော်ကောင်းတို့တွေ့နေ့စဉ်နေ့တိုင်းနဲ့လင်းအိယာထညအိယာဝင်တနေ့တာအချိန်တွေကိုဖြတ်တန်းပြီးတော့မနေရဘူးလားအဲ့ဒီဖြတ်တန်းနေစဉ်ကာလအတွင်းမှာတနေ့မြတ်စွာဘုရားရဲ့စကားကိုယ်တိုင်ဘလောက်လိုက်နာကျင့်ဆောင်နေပြီလဲဒါစစ်ဆေးကြည့်မြတ်စွာဘုရားမကောင်းတာတွေမလုပ်နဲ့လို့မပြောဘူးလားဘာလို့ပြောတာမကောင်းတာမလုပ်စေချင်တာဘာလို့မလုပ်စေချင်တာနော်တက္ကမကြီးတွေအရေးကြီးလိုက်တာဗျာဒုဗုဒ္ဓဘာသာတွေရောင်ဝါးတွေအများကြီးပဲအေးပေါ့နော်မကောင်းတာလုပ်ရင်ဘာဖြစ်မလဲမကောင်းကျိုးတွေရမယ်အမလေးအပယ်တွေမဟုတ်ဘူးဦးဇင်းတို့တော်ကောင်းတို့မှလေကြောက်စရာကောင်းတာအပယ်၄ပုံတွေမဟုတ်ဘူးအခုခင်ဗျားတို့ရထားတဲ့လူဘဝကလေးမှာကိုပြန်ကြည့်အစင်မပြေမှုတွေများစွာမရှိဘူးလားဦးဇင်းပြောရင်နိုင်ငံရေးလို့ထင်ကြအောင်မယ်နော်အခုခင်ဗျားတို့ဒီတိုင်းပြည်မှာလူဖြစ်နေတာကိုကတကယ်ဗျံပရာအုတ်ကြမြက်ပေါက်ဖယိုဖယဲဝယုံသုံးကားနော်ဘာမှနီးစနစ်တကျမှန်ကန်မတီးဆောက်နိုင်တဲ့ဘယုတ်ဒုက္ခတိုင်းပြည်မှာလူဖြစ်နေတာကိုကကံကောင်းလို့လားကံဆိုးလို့လားအဲ့ဒါကုသိုလ်ကြောင့်လားအကုသိုလ်ကြောင့်လားရှင်းနေတာပဲဒါငါနိုင်ငံရေးပြောတာမဟုတ်ဘူးမင်းတို့တရားသိအောင်ငါပြောပြတာကဘာပေါ်မှာလိုက်ကြည့်ငါတို့ကဘာနိုင်ငံတော်တော်များများရောက်ခုတယ်သူတို့နိုင်ငံသူတို့တိုင်းပြည်သူတို့လူမျိုးကိုစနစ်တကျတိဆောက်ထားတာစီနဲ့ကန်းနဲ့ငိမ့်ငိမ့်ချမ်းချမ်းသာရဘသူမှကြောက်စရာမလိုဘူးဘသူမှစိုးရိမ်စရာမလိုဘူးဘသူကမှအထက်ကမရှိသလိုဘသူမှလည်းအောက်ကမရှိဘူးသူတို့တိဆောက်ထားတာသိကောင်းခုနေတို့နိုင်ငံမှာကျဗျံပရာဖယိုဖယဲဆိုတာအထက်ကလူကအထက်အောက်ကလူကအောက်အထက်ကအထက်မို့လို့တမျိုးလှုပ်ချင်ရလှုပ်အောက်ကလူမို့လို့ဘာမှလှုပ်ခွင့်မရှိဘူးဟုတ်လားမဟုတ်ဘူးလားအဲ့ဒါဗျံပရာတိုင်းပြည်လို့ပြောတာလူမရှိတဲ့မြို့ကြီးမှာဟိုမှာလမ်းနဲ့အကျယ်ကြီးဖောက်ထားပြီးတော့မိတွေချိန်နေအောင်ထွန်းထားတယ်လေဟိုလူရှိတဲ့နေရာကျမိမလင်းဘူးငါပြောရင်တပုံကြီးပဲကျွန်တော်တို့ကန်ဆိုးလို့ဒီနိုင်ငံမှာလူဖြစ်နေတယ်ရှင်းလားအဲ့ဘာလုပ်ခဲ့လို့မကောင်းတာလုပ်ခဲ့လို့မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်ဆိုတာပိုင်နိုင်သိထားအဲ့ဒီအသိမြင်ထားမှဖျားတန်ဖို့ခင်ဗျားတို့မြင်မှာရှင်းလားအဲ့ဒီလောက်အသေးစိတ်ကလေးကိုပိုင်နိုင်ခင်ဗျားတို့မပြောနိုင်သေးတာဟာယင်ထဲမှာတကယ်ပိုင်နိုင်မသိသေးဘူးဆိုတဲ့အဖြေထွက်နေငရဲလောက်တင်ကြောက်เสียကောင်းနေတာမဟုတ်ဘူးဗျကျုပ်ကတော့ကျုပ်အသိနဲ့ပြောရင်ငရဲသလောက်မကြောက်ပါဘူးဘာလို့ဆိုဟိုထဲရောက်မီးဘူးလောင်ပြီးပြီးသွားမှမဆမ်းဘူးအခုလူဘဝမှာဒုက္ခရောက်နေတာပိုကြောက်เสียကောင်းတယ်
မတူတော်တွေနဲ့တွေ့ရတယ်မဟုတ်မမှန်တာတွေနဲ့တွေ့ရတယ်တခိုးကြောင်ရမင်းကြောင်ရကိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုရန်သူဖြစ်နေတယ်ဘယ်လိုလုပ်လဲဟမ်ဘောပါလားအစံဝင်သွားတော့မယ်တပြေးနဲ့ကျောင်းငါပိတ်ထားတာနေတော့ဘယ်မှမတိုင်းပြီဆိုတော့တရားအမှန်ဟောတဲ့လူဟောခွင့်မရှိဘူးဆိုကြတယ်အဲ့ဒါဘယ်မှမတိုင်းပြီပဲတော့ပါလားအခုဦးစင်းပြောတာနားလေလားတရားနားလေအောင်ပြောတာတော့နိုင်ငံကြီးပြောနေတာမဟုတ်ဘူးမကောင်းတာလုပ်ရင်ဘာဖြစ်မလဲမကောင်းချိုးတွေအများကြီးကိုမဖြစ်ချင်တာတွေနေလို့ဖြစ်နေတာတွေအများကြီးရှိတယ်မလားအဲ့ဒါမကောင်းချိုးတွေပဲဘုန်းကြီးတို့ဗမာပြည်မှာနေနိုင်သေးတယ်ဗမာပြည်မှာမွေးဗမာပြည်မှာနေနိုင်သေးတယ်တော်သေးတယ်ဟိုမှာသူများနိုင်ငံသွားပြီးတော့မှခက်အလုပ်လုပ်ရအလိန်ခံရဒုက္ခရောက်ကြဗမာပြည်သားတွေတိုင်းပြည်ပြင်ပမှာဒုက္ခရောက်နေတာတပုံကြီးပဲအဲ့ဒါဒီတိုင်းပြည်ရဲ့ဖျို့ဖျဲဗျံပရနိုင်မှုတွေကအပြင်မှာသွားဟောရင်လူပိသဒိဋ္ဌများတယ်လူငယ်တွေဒီလိုဂျိုဂျိုနှစ်ရက်ပဲတွေမဟုတ်ဘူးဗမာပြည်ရဲ့တရားလာနိုင်အဖိုးကြီးဖွားကြီးတွေအိုနာကြိုးကန်းတွေလာတာနော်ဟိုမှာလူငယ်လူရွယ်တွေကြီးပဲဘယ်ရောက်နေလို့ဆိုတိုင်းပြည်ပြင်ပရောက်ဒီမှာကြည့်လိုက်ရင်မှုန်ကုတ်နော်ပေဆုပ်ထော်လန်နော်ကောင်းအောင်ကိုင်တွေကအကုန်ပြင်ရောက်နေဒီမှာကွက်ထော်နဲ့ဂျမ်းပုံကြီးပဲကြတော့ကြကဲကုသိုလ်အကုသိုလ်ရှင်းတန်နေတဲ့နော်ထောင်ကြခင်းရောက်ကဲထားလိုက်ပါတော့နော်ကောင်းတာလုပ်ရင်ဘာဖြစ်မလဲကောင်းကျိုးချမ်းသာတွေနဲ့အဖက်ဖက်ကပြည့်စုံနေတဲ့လူတွေရောမတွေ့ရဘူးလားအဖက်ဖက်ကအစင်မပြေမှုတွေရောမမြင်ရဘူးလားအဲ့ဒါကောင်းမှုနဲ့မကောင်းမှုရဲ့အကျိုးရလဒ်တွေဟုတ်ကဲ့လားအဲ့တော့အဲ့ဒီအကျိုးရလဒ်တွေကိုကိုယ်တိုင်သိမြင်တော့မှမြတ်စွာဘုရားပြောတာဟုတ်တဟမကောင်းမှုလုပ်ရင်မကောင်းကျိုးတွေဟာဒီမှာမခံမရနိုင်လောက်အောင်ခံစားနေရပါလားမခံမရနိုင်အောင်ဝှကြွေးတွေဆက်နေရပါလားဒီလိုမြင်လာတော့မှမကောင်းမှုကိုကိုယ်တိုင်ထိတ်လန့်လာတယ်ကြောက်ရွံ့လာတယ်နောက်တစ်ခါလူသားတစ်ယောက်ဗုဒ္ဓဘာသာဖြစ်ပါရဲ့နဲ့မကောင်းမှုကိုလုပ်ရမှရှက်လာတယ်အဲ့တော့မှမင်းတို့ဖျားနဲ့တွေ့မှာအဲ့လိုယင်ထဲမှာကိုယ်တိုင်မကောင်းမှုကိုရှက်မှုကြောက်မှုယွန်ရှာဆက်ဆုပ်မှုမဖြစ်သေးမချင်းမင်းတို့ဖျားကိုတွေ့ပြီလို့ပြောလို့ဖျားကိုယုံပါတယ်လို့အော်နေယုံနဲ့တကယ်ဖျားကိုတွေ့သူဖြစ်ပြီလို့ပြောလို့